ချို့လူတွေတော်တော်များဖြစ်တဲ့ပြဿနာကပစ္စည်းတစ်ခုဝင်နှမျိုးရဲ့ဘယ်ဟာရွေးရမလဲဆိုတာပဲမင်္ဂလာပါစိတ်ကင်မရာဟောက်ကာရူဝီပါရှင်ဒီကျန် Osmo Pocket 4ကထွက်ထားလည်းမကြသေးတဲ့အပြင်တင်ထားတာထက်လည်းပိုကောင်းနေတာဆိုတော့ဝယ်ဖို့စဉ်းစားလိုက်ပေမဲ့ brand တူတဲ့ဒီကျန် Osmo Action 6ရဲ့ကောင်းဘက်တွေကိုလည်းမေ့ထားလို့မရပြန်ဘူးဒါကြောင့်ဒီလိုမျိုးဝယ်ခွဲမရဖြစ်နေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်စေမှာပါအရင်ဆုံးမေးခွန်းတစ်ခုမေးမယ်ဘယ်လိုပုံစံရိုက်မှာလဲဒီမေးခွန်းကိုဖြေနိုင်လိုက်ပြီဆိုတာနဲ့ကင်မရာတစ်မျိုးကရွေးချယ်ပြီးသားဖြစ်သွားပြီOsmo Pocket 4နဲ့ Action 6နှစ်မျိုးလုံးကကောင်းတယ်ဆိုပေမဲ့ lifestyle content, food vlog, makeup vlog, travel vlog တွေကိုရိုက်ကူးကျင်နေဆိုရင် Pocket 4ရဲ့ sensor size ကကြီးပြီးတော့ resolution ကောင်းမှုနဲ့အပြင်ကွန်ဘိုဆက်မှာကလည်း DJI Mic 3လေးပါဝင်တဲ့အတွက်ကြောင့်တခြား accessory တွေထည့်ဝယ်စရာမလိုဘဲနဲ့ quality ကောင်းတဲ့ vlog တွေကိုဖန်တီးနိုင်ပါတယ်။ဒါနဲ့မကသေးဘူး cinematic ဆက်ဆန် short film လေးတွေကိုလည်းရိုက်ကူးနိုင်မယ်။ယောဂဆော့တာအကဗီဒီယိုလေးကိုရိုက်ပြီးတော့ပြန် share တာမျိုးဆိုရင်လည်းသူ့ရဲ့ edit track ကတော်တော်လေးအသုံးဝင်ပါတယ်။ဒါပေမဲ့ Osmo Pocket 4က camera base camera လေးဖြစ်တာဆိုတော့အသုံးပြုတဲ့အခါမှာတရုတ်တရလေးကင်တွယ်ပေးဖို့လိုလိမ့်မယ်။ရိုက်ပြီးပြန်သိမ်းတဲ့အခါမှာလည်းဆောင်ရန်ရှောင်ရန်လေးရှိတယ်လို့ရေးမစိုးအောင်လည်းသတိထားရလိမ့်မယ်။ Osmo Action 6ကတော့သူ့ရဲ့စန့်ကျင်ဘက်ဖြစ်ပါတယ်။မိုးရေထဲမှာရိုက်မလား၊ရေကူးကန်ထဲမှာရိုက်မလားစိတ်ချလက်ချရိုက်ကူးလို့ရတဲ့အပြင်ပြန်သိမ်းတဲ့အခါမှာလည်းအိတ်ထဲကိုအလွယ်တကူကောက်ထည့်သွားလိုက်ရုံပဲ။နောက်တစ်ခုက Action camera ဖြစ်တာကြောင့် battery life ကတော့ပိုများပါတယ်။အားကုန်သွားရင်တော့မှအားသွင်းတဲ့ချိန်ကိုစောင့်နေစရာမလိုပဲတခြားအားပြည့်နေတဲ့ battery တုံးကောက်ထည့်ပြီးရိုက်ကူးလိုက်ရုံပဲ။ကိုကစွန်စားကားလေးကိုမှတ်တမ်းတင်ခြင်းနဲ့ adventure, cycling, hiking, swimming, running journey စတာတွေကိုမှတ်တမ်းတင်ခြင်းနဲ့ဆိုရင်တော့ Osmo Action 6ကအကောင်းဆုံး tools တစ်ခုဖြစ်ပါတယ်။ vlog camera တွေကိုရွေးချယ်တဲ့အခါ specification တွေကိုမကြည့်ရင်ကိုက vlog creator မျိုးလဲဆိုတာကိုအရင်မေးပြီးတော့အဖြေထွက်လာတဲ့အချိန်မှာတော့ကို့အတွက်က Osmo Pocket 4လား Osmo Action 6လားဆိုတာကိုကိုယ်ပဲပြသိသွားပါလိမ့်မယ်။ကင်မရာဆိုတာစက်ပစ္စည်းဖြစ်တာကြောင့်ဝယ်ယူတော့မယ်ဆိုရင်ဈေးသာမကပဲယုံကြည်စိတ်ချရမှုကိုပါထည့်သွင်းစဉ်းစားတင်တာကြောင့် official running နဲ့ဝယ်ပြီး45ရက်အတွင်းမှာ factory error ဖြစ်ခဲ့လို့ရှိရင်တစ်ချက်အသစ်တစ်လုံးကိုလဲလှယ်ပေးတဲ့ service အပြင် lifetime ပေးထားတဲ့ after sale service လည်းရှိတဲ့ Sigma House ကိုသာရွေးချယ်လိုက်တော့နော်